အားလုံးမင်္ဂလာပါကျွန်တော်ဒီနေ့ပြောပြချင်တဲ့အကြောင်းအရာလေးနှစ်ခုရှိပါတယ်ပထမတစ်ခုကတော့ကျွန်တော်တို့အတွင်းဆက်ရွှေဆက်နီးနဲ့နောက်တစ်ခုကတော့ကျွန်တော်တို့အတွင်းဆက်တစ်ချက်သားရဲ့တန်ဖိုးလေးတွေဘယ်လိုဈေးနှုန်းတွက်ချက်တယ်လဲဆိုတာလေးပြောပြချင်ပါတယ်ကျွန်တော်တို့အတွင်းဆက်ရွှေဆက်နီးကိုဘယ်လိုဆက်တယ်လဲဆိုလို့ရှိရင်အခောက်ရွှေမီးလင်းနဲ့ကျွန်တော်တို့ရောဆက်တာတော့ဆက်ခဲတို့ရဲ့နှစ်ခုပေါင်းတစ်ချက်သားကိုစံထားပြီးတွက်တာဖြစ်ပါတယ်အခောက်ရွှေမီးလင်းဆိုတာကျွန်တော်တို့16ပဲကိုခေါ်တာဖြစ်ပြီးတော့ကျွန်တော်တို့ရောဆက်တာတော့ဆက်ခဲဆိုတာကတော့ဘော်တို့ကြေးဝါတို့ကြေးနီတို့နဲ့ရောဆက်ထားတဲ့ဟာကိုဆက်ခဲလို့ခေါ်ပါတယ်အခုမှတော့ကျွန်တော်တို့အလွိုင်းတွေကိုအသုံးပြုလာတာတွေ့ရပါတယ်ကျွန်တော်တို့15ပဲအတွင်းဆက်ကိုဘယ်လိုဆက်တယ်လဲဆိုလို့ရှိရင်15ပဲအတွင်းဆက်တစ်ချက်သားလို့ကျင်တယ်ဆိုရင်ကျွန်တော်တို့အခောက်15ပဲတွေကိုကျွန်တော်တို့ဆက်ခဲတစ်ပဲထည့်လိုက်တာနဲ့အတွင်းဆက်တစ်ချက်သား15ပဲရမှာဖြစ်ပါတယ်အဲ့လိုပဲကျွန်တော်တို့က14ပဲနှစ်ပြားကြီးအတွင်းဆက်ကိုလိုချင်တယ်ဆိုလို့ရှိရင်အခောက်ကျွန်တော်တို့14ပဲ4ရွေးတဲ့ကိုကျွန်တော်တို့ကဆက်ခဲတစ်ပဲနဲ့4ရွေးထည့်လိုက်တာနဲ့အတွင်းဆက်14ပဲနှစ်ပြားကြီးကျွန်တော်တို့တစ်ချက်သားကိုရမှာဖြစ်တယ်ပေါ့ဗျာအဲ့လိုပဲကျွန်တော်တို့က14ပဲကြီးလိုချင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့အခောက်14ပဲတွေကိုဆက်ခဲ2ပဲထည့်လိုက်တာနဲ့ကျွန်တော်တို့က14ပဲကြီးရွှေရမှာဖြစ်ပါတယ်အဲ့လိုပဲကျွန်တော်တို့က73ပဲကြီးပေါ့အတွင်းဆက်ကိုလိုချင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကအခောက်73ပဲတွေကိုကျွန်တော်တို့ကဆက်ခဲ3ပဲထည့်လိုက်တာနဲ့73ပဲကြီးရွှေရမှာဖြစ်ပါတယ်အဲ့လိုပဲကျွန်တော်တို့ကအတွင်းဆက်ပေါ့12ပဲကြီးလိုချင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကအခောက်12ပဲတွေကိုကျွန်တော်တို့ကဆက်ခဲ4ပဲထည့်လိုက်တာနဲ့ကျွန်တော်တို့ကအတွင်းဆက်12ပဲကြီးရွှေတစ်ချက်သားရမှာဖြစ်တယ်ပေါ့ဗျာโอเคအဲ့ဒါလို့ရှိရင်ကျွန်တော်တို့ကတွင်းဆက်တစ်ချက်သားတွေရဲ့တန်ဖိုးကိုဘယ်လိုတွက်ချက်မလဲဆိုလို့ရှိရင်ကျွန်တော်တို့15ပဲတွင်းဆက်တစ်ချက်သားရဲ့တန်ဖိုးကိုသိချင်တယ်ဆိုလို့ရှိရင်အခောက်15ပဲကိုဒီပြီး16နဲ့စားမယ်ပြီးရင်ကျွန်တော်တို့ကအခောက်သေးလေးနဲ့မြောက်လိုက်တယ်ဆိုလို့ရှိရင်15ပဲတစ်ချက်သားရဲ့တန်ဖိုးကိုရမှာဖြစ်ပါတယ်အဲ့လိုပဲကျွန်တော်တို့က14ပဲနှစ်ပြားကြီးရဲ့တန်ဖိုးကိုသိချင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကအခောက်14ပဲ14တက်သမားငါ့ကိုကျွန်တော်တို့က16နဲ့စားပြီးတော့ခောက်သေးနဲ့မြောက်မယ်ဆိုလို့ရှိရင်14ပဲနှစ်ပြားကြီးတန်ဖိုးကိုသိရမှာဖြစ်ပါတယ်အဲ့လိုပဲကျွန်တော်တို့14ပဲကြီးဈေးကိုသိချင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့အခောက်14ပဲကိုတီးပြီးတော့ကျွန်တော်တို့16နဲ့စားမယ်ပြီးရင်အခောက်ဈေးနှုန်းနဲ့မြောက်မယ်ဆိုရင်14ပဲကြီးတစ်ချက်သားရဲ့တန်ဖိုးကိုသိမှာဖြစ်ပါတယ်အဲ့လိုပဲကျွန်တော်တို့73ပဲကြီးအတွင်းဆက်တစ်ချက်သားရဲ့တန်ဖိုးကိုသိချင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့က73အခောက်73ပဲကိုတီးပြီးတော့16နဲ့စားမယ်ပြီးရင်အခောက်ဈေးနဲ့မြောက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့73ပဲကြီးတစ်ချက်သားဈေးကိုသိမှာဖြစ်ပါတယ်အဲ့လိုပဲကျွန်တော်တို့12ပဲကြီးပေါ့အတွင်းဆက်တစ်ချက်သားရဲ့တန်ဖိုးကိုသိချင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့အခောက်12ပဲကိုဒီ16နဲ့စားပြီးအခောက်ဈေးနဲ့မြောက်မယ်ဆိုရင်12ပဲကြီးအတွင်းဆက်တစ်ချက်ရဲ့တန်ဖိုးကိုသိရမှာဖြစ်ပါတယ်โอเคအဲ့ဒါဆိုရင်ကျွန်တော်တို့အတွင်းဆက်နဲ့အပြင်ဆက်ဘာကွာလဲပေါ့နည်းနည်းလေးမေးစရာရှိပါတယ်ဘလို့ကွာတယ်လဲဆိုလို့ရှိရင်ကျွန်တော်တို့အပြင်ဆက်တုန်းကတော့ကျွန်တော်တို့ကအခောက်တစ်ချက်သားတွေကိုတပယ်စက်ခဲတပယ်ရောခဲ့တာဖြစ်တယ်ပေါ့နော်ဒီကျွန်တော်တို့အတွင်းဆက်မှာရောက်တော့တစ်ချက်သားဖြစ်ဖို့အတွက်အခောက်15ပဲတွေကိုကျွန်တော်တို့ကစက်ခဲတပယ်ရောလိုက်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ရွှေပါဝင်မှုနှုန်းအနည်းငယ်ကွာသွားတဲ့သဘောဖြစ်တယ်ပေါ့ဗျာပြီးတော့ကျွန်တော်တို့ဒီရွှေသေးနှုန်းပေါ်မှာမူတည်ပြီးတော့ဒီရွှေသေးတွေတွက်ချက်တဲ့ချိန်ကမှလည်းအပြင်ဆက်နဲ့အတွင်းဆက်နည်းနည်းရွှေသေးကွာဟတာလေးရှိပါတယ်အပြင်ဆက်ကတော့ကျွန်တော်တို့အတွင်းဆက်တဲ့ရွှေသေးပေါ်မှာမူတည်ပြီးတော့ကျွန်တော်တို့တောင်းကနန်းပေါ့နော်1000ဝယ်2000 3000အဲ့လိုမျိုးတွေကွာတာလေးတွေရှိပါတယ်ဟုတ်ကဲ့ဒါကတော့ကျွန်တော်ဒီနေ့ပြောခဲ့တာလေးကတော့အတွင်းဆက်ရွှေဆက်နီးနဲ့အတွင်းဆက်တစ်ချက်သားရဲ့ကျွန်တော်တို့တန်ဖိုးတွက်ချက်မှုလေးတွေဖြစ်ပါတယ်ဟုတ်ကဲ့အားလုံးကျေးဇူးပါ